Mama Dosa ဒါမှမဟုတ် Chelsea လိုအပ်နေတဲ့ Jigsaw Mama Dosa က Rosinha နဲ့ Chelsea အသင်းကိုဘာတွေကူညီနိုင်မလဲတစ်ချက်စဉ်းစားကြည့်အောင်ပါ Rosinha နဲ့ Sa က Strasbourg အသင်းမှာဆရာတပည့်တွေဖြစ်ခဲ့ပါတယ်စားဖို့ကောင်းလာတဲ့အကြောင်းတရားတွေထဲမှာ Rosinha ရဲ့လမ်းညွှန်မှုတွေအများကြီးပါဝင်ပါတယ်စားကထိတ်တန်းနောက်ကလူတယောက်ဖြစ်ချင်ခဲ့တာပါအဲ့လိုမျိုးဖြစ်အောင်လဲလုပ်နိုင်မယ်လို့သူကိုယ်သူယုံတယ် Rosinha ကိုလည်းသူယုံကြည်ပါတယ်စားကပြီးခဲ့တဲ့နေရာဒီမှာ Strasbourg အသင်းကနေ Chelsea ကိုရောက်ရှိလာခဲ့တာပါကလပ်ကဘာဖလာလူစင်းမှာလည်းပါဝင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်က Chelsea နီးပြ Enzo Maresca ရဲ့အဓိက plan ထဲမှာစားမပါဝင်ခဲ့ပါဘူးဒါကြောင့်လဲ Strasbourg အသင်းကိုအငှားပြန်ကစားဖြစ်ခဲ့တာပါစားကပြင်သစ်လီဂူမှာ29ပွဲထိပွဲထွက်ကစားဝင်ရခဲ့ပါတယ် Rosinha ရဲ့အဓိကကစားသမားလို့တောင်ပြောလို့ရပါတယ်လက်ရှိ Chelsea မှာဘယ်ချမ်းမှာကစားတဲ့နောက်ခံလူလိုအပ်နေတာပါအဲ့ဒီနောက်ခံလူကဘောလုံးအရှိကိုပေးရရမယ်ပေးနိုင်စွမ်းလည်းရှိရပါမယ်ခံစစ်စမ်းတော့ရင်လည်းမနှိမ့်ရဘူးအလွယ်တကူပြောရရင် ball playing defender တယောက်ကိုလိုအပ်နေတာပေါ့ဗျာစားကစားတဲ့နေရာက left center back ဖြစ်ပါတယ်ပြီးတော့စားကဘယ်တမ်းမဟုတ်ဘူးဒါပေမဲ့သူ့ရဲ့ဘယ်ခြေထောက်ကိုကောင်းကောင်းသုံးတတ်ပါတယ်သူ့ရဲ့ဘောလုံးပေးနိုင်သွားရလဲအစင်တန်းတစ်ခုမှရှိနေပါတယ်ဒါကတော့ Strasbourg အသင်းမှာစားစပြီးတော့ခြေပေါ်ရဲ့ယာဒီ2024-2025ယာဒီကသူ့ရဲ့ pass သွားတဲ့ပုံစံတွေကိုမြင်တွေ့နိုင်ပါတယ်ဒီယာဒီမှာတော့သူ့ရဲ့ pass တွေကပို့ပြီးတော့အားကောင်းလာတာတွေ့ရပါတယ်နေရာစုံပိုကစားလာတော့လည်းတွေ့ရပါတယ်စားရဲ့ pass တွေကဘယ်ဘက်ချမ်းကိုပို့သွားပါတယ် Chelsea ထိုက်စစ်မှာလည်းဘယ်ဘက်ချမ်းက direct ပို့ဆန်ပါတယ် Rosinha ရဲ့တိုက်ခွက်ကနောက်မှာဘောလုံးကင်ပြီးတော့ကစားပုံတည်တဲ့ပုံစံမှာအခြေအနေပေးတာနဲ့တိုက်စစ်စုံနံပါတ်10နေရာကိုဖြတ်ပို့ရမျိုးတွေလုပ်ရပါတယ်။စားရဲ့အရေးသွင်းတဲ့လုံနိုင်ဆက်က Rosinha သွားခြင်းတဲ့ပုံစံနဲ့ကွက်တိကျနေပါတယ်။ဥပမာပြောရရင်စားကနေ Jobero ကိုပေးပြီးတော့ချက်ချင်းတိုက်စစ်ကိုသွားလို့ရပါတယ်။ကိုယ်ဝဲမရှိတဲ့အချိန်မှာစားကအဖြစ်ဖြစ်သွားနိုင်ပါတယ်။စားရဲ့နောက်ထပ်အားသာချက်ကတော့ highline defense ကစားလို့ရပါတယ်။သူကမြန်လဲမြန်တဲ့ဘောလုံးလမ်းကြောင်းလဲတွက်တတ်တယ်။ man to man pressing ကိုလည်းကောင်းကောင်းလိုက်ထောက်နိုင်ပါတယ်။ Rosinha ကစားကို Strasbourg မှာကစားတဲ့အချိန်ကနောက်ကနေအော်ခိုင်းတယ်ညွှန်ကြားခိုင်းတယ်။ဒီလိုမျိုးနောက်တန်းမှာအော်ပေးညွှန်ကြားပေးတဲ့လူမျိုး Chelsea ကလိုအပ်နေတာပါ။စားရဲ့ model ကဘယ်သူလို့ထင်လဲဘန်ဒိုက်ပါဗျသူ့ရဲ့ကစားပုံမှာဘန်ဒိုက်ရဲ့လွှမ်းမိုးမှုတွေကိုမြင်လာရပါလိမ့်မယ် Chelsea ကစားကိုချက်ချင်းကစားခိုင်းလို့ရပါပြီစားကိုဘယ်သူနဲ့တွဲကစားခိုင်းမှလဲစိတ်ဝင်စားဖို့ကောင်းပါတယ်စားကို Chalobah နဲ့အတူတွဲကစားခိုင်းမယ်လို့ထင်ပါတယ် Chelsea နဲ့ Rosinha လိုအပ်နေတဲ့ပုံစံကွက်တိုင်းမှာစားကတော့အံဝင်ကိုကြဖြစ်နေအောင်တွေ့ရပါလိမ့်မယ်ဒါပေမဲ့ Premier League မှာခြေရကြံခဲ့ဖို့တော့ဒီလောက်နဲ့မရသေးပါဘူးခေါင်းမိုးရှင်လူရဲ့အပိုင်းတွေလွဲချက်ရှိနေတယ်နေရာယူတဲ့ပိုင်းမှာလည်းတင်ယူစရာတွေကြံနေသေးပါတယ်ဒါပေမဲ့အနာဂတ်မှာတော့မျှော်လင့်လို့ရမယ့်ကစားသမားလို့ပဲမြင်မိပါတယ်brother ရောဒီအသက်20အရွယ် Mama Dosa ဆိုတဲ့ကစားသမားအပေါ်မှာဘလို့မြင်နေရှိကြလဲဆိုတော့ comment မှာတစ်ချက်ပြောသွားပေးလို့ရပါတယ်စိတ်ပါဝင်စားလို့ဘောလုံးပွဲတွေကိုအကောင့်ဖောက်ဆော့ကစားခြင်းနဲ့ဆိုရင်လည်းကျွန်တော်စီမှာ live အကောင့်ဖောက်ဆော့ကစားလို့ရပါတယ် Viber Telegram ဖုန်းနံပါတ်က399668988855ပဲဖြစ်ပါတယ်ခင်ဗျာခုလိုမျိုးစောင့်ကြည့်ကြည့်ဆိုတော့ပဲညီကိုအားလုံးကိုကျေးဇူးတင်ပါတယ်